Hello everyone လေးကတဲ့ရဲ့ Climate Witness podcast series ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမတို့ဒီ podcast လေးမှာ host ဖြစ်တာဝန်ယူတင်ဆက်ပေးသွားမယ်တိတ်ဝင်ပြီးတင်ဖြစ်ပါတယ်ဒီနေ့ညီမတို့နဲ့အတူတူအထူးဧည့်သည်တော်တယောက်လည်းရှိနေရပေါ့နော်ဘယ်သူလဲဆိုတာလို့ရှိရင်ပြောပြပါမယ်အဲဆိုတော့ဒီနေ့အထူးဧည့်သည်တော်နဲ့ဘာအကြောင်းတွေပြောသွားမလဲဘယ်လိုမျိုးအထူးဧည့်သည်တော်ဘယ်သူလဲဆိုတာကိုတော့ဒီ podcast လေးမှာဆက်ပြီးတော့နားထောင်ကြည့်ကြပါမယ်နော်အဲဆိုလို့ရှိရင်ညီမတို့ရဲ့အထူးဧည့်သည်တော်ကိုမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါကျွန်မနာမည်ကလို့ခေါ်ပါတယ်ကျွန်မကသမီးလေးတစ်ယောက်မွေးထားပါတယ်အသက်က49နှစ်ပါစီးပွားရေးလုပ်ငန်းကိုစတင်လုပ်မယ်လို့ဆုံးဖြတ်ပြီးတော့ဒီလေကတဲ့လေးအဖွဲ့နဲ့စာပြီးတွေ့ပြီးတော့တင်တဲ့နေ့တက်ဖြစ်တာပါဟုတ်ကဲ့ပါရှင်ဒီပေါ့နော်ညီမတို့ရဲ့ဒီ podcast ရဲ့အထူးဧည့်သည်တော်အနေစားဆိုလို့ရှိရင်ညီမတို့ Own Your Biz Cohort 2ရဲ့တင်တဲ့တို့ဟောင်းတယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ညီမတို့အနေနဲ့ဒီအနေစားနဲ့အတူတူဒီ Own Your Biz Cohort 2ရဲ့အမှတ်တရလေးကိုပြန်ပြီးတော့ပြောကြမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီသမီးရဲ့ဒီသင်တန်းလေးကိုဘယ်လိုဖြစ်ပြီးတော့စိတ်ဝင်စားပြီးတော့ try ဖြစ်လဲပေါ့နော်အဲ့ဒါလေးကိုလည်းတစ်ချက်လောက်ပြပြပေးလို့ရမလားအန်ဒီကလေဒီသင်တန်းပေါ့နော်ဒီသင်တန်းကိုမတက်ခင်မှာဒီသင်ကမတက်ဖြစ်သေးခင်မှာအန်ဒီစီးပွားရေးတစ်ခုလုပ်ဖို့စဉ်းစားထားတယ်စီးပွားရေးတစ်ခုလုပ်ဖို့စဉ်းစားထားတဲ့အတွက်ကြောင့်လည်းအန်ဒီကတစ်ခုခုလေးဘူးတုတ်တက်လေးလိုချင်တဲ့အတွက်ကြောင့်ဒီ letter လေးအဖွဲ့လေးကိုတွေ့တဲ့အခါကျတော့အန်ဒီစာကြည့်ပြီးတော့ဖတ်ကြည့်တဲ့စုံစမ်းတယ်ပေါ့နော်စုံစမ်းပြီးတော့အန်ဒီစာတက်ဖို့ကြိုးစားခဲ့တာပါကဲပါရှင်အားဆိုလို့ရှင်ပေါ့နော်အနေအဒီဟာလေးကိုပိုင်စီးပွားရေးစလုပ်ဖို့စိတ်ကူးရှိရဲလို့ပြောရပေါ့နော်အဲ့ဆိုလို့ရှင်ဒီကိုပိုင်စီးပွားရေးစလုပ်ဖို့စိတ်ကူးရှိရဲဆိုတော့ဒီသင်တန်းလေးကနေပြီးတော့လေဘယ်လိုမျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လို့အကြောင်းအရာလေးတွေကိုပေါ့နော်သိရှိခဲ့ရတယ်ပေါ့အဲ့ဒါလေးလည်းအနေတစ်ချက်လောက်ပြပြနော်ဟုတ်ကဲ့ပါအန်ဒီဇာကစီးပွားရေးတစ်ခုလုပ်မယ်ဆိုတာတော့အန်ဒီဇာကစေးဆိုင်လေးထွက်ချင်တယ်ပေါ့နော်စေးဆိုင်လေးထွက်ချင်တယ်ဒါမှမဟုတ်ရင်လည်းကုမ္ပဏီတစ်ခုခုကိုအန်ဒီဒါထောင်ကျင်တယ်ပေါ့နော်ကုမ္ပဏီထောင်တယ်ဆိုတာကတော့အများကြီးတော့စူးစမ်းယူမယ်ဒါပေမဲ့အန်ဒီဇာကုမ္ပဏီတစ်ခုထောင်လိုက်ပြီးတော့ဆေးကုမ္ပဏီလေးတစ်ခုလုပ်ချင်တယ်ဆိုရင်တောင်မှဒီစီးပွားရေးနဲ့ပတ်သက်တာပေါ့နော်အတွင်းကုန်ထုတ်ကုန်တို့ဘာတို့အဲ့လိုမျိုးဟာတွေကိုအန်ဒီဇာနားမလည်ခဲ့ဘူးနားမလည်ခဲ့တဲ့အခါကျတော့အန်ဒီဇာကုမ္ပဏီလုပ်ဖို့အန်ဒီဇာအစီအစဉ်ဖြစ်ခဲ့တယ်ဆေးဆိုင်လေးပဲဖွင့်မယ်ဆိုပြီးအရှင်းပြောရင်တော့နားမလည်တဲ့အတွက်ကြောင့်စိတ်အားငယ်တယ်ဒါလေးပဲကိုလုံနိုင်မယ်လို့ထင်ပြီးတော့ထင်မိတယ်ပေါ့နော်ဒီမှာဒီအဖွဲ့အစည်းလေးကိုတက်လိုက်တယ်ဒီအဖွဲ့အစည်းလေးတက်တဲ့အချိန်မှာအန်ဒီဇာဘာဖြစ်လာလဲဆိုတော့ဒီအဖွဲ့အစည်းကတင်ပေးတဲ့digital marketing တို့အခုအပြင်လောကရဲ့အကြောင်းတွေနောက်ပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်ခဲ့ရင်ဘာတွေကြိုတင်ပြင်ဆင်ရတယ်ဘာတွေသိထားနားလည်သင့်တယ်ဘာတွေကိုကိုကကြိုပြီးတော့စဉ်းစားထားတယ်အဓိကကအန်ဒီဇာပြောရရင်တော့အန်ဒီဇာအတွေ့အကြုံမှာဆိုစဉ်းစားတတ်သွားတယ်တခုခုဆိုဆီယာမအစတင်လဲလေဒီဟာလေးလုပ်ငန်းလေးကဒီလိုလေးရှိတယ်မတို့ရေစဉ်းစားကြည့်လိုက်ပါဦးညီမလေးတို့ရေစဉ်းစားကြည့်လိုက်ဆိုအဲ့စဉ်းစားတတ်တဲ့အကျင့်လေးတော့ဖြစ်သွားတယ်အရင်တော့အဲ့လိုမစဉ်းစားဘူးစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ရင်အဲ့တော့ငါဒီလိုလေးစိတ်ကူးရင်လုပ်လိုက်ဒီလိုလေးစဉ်းစားလိုက်မယ်ဟိုလိုလေးစဉ်းစားလိုက်မယ်အဲ့လိုမျိုးစဉ်းစားတတ်သွားတယ်အဲ့ဒီအတွက်တော့လည်းအတွေးခေါ်တွေအများကြီးရတယ်နောက်ပြီးတော့ဘ ഹു တုတ္တကြီးလည်းအများကြီးရတယ်အနိစ္စအိမ်မှာနေတဲ့အခြေအနေနဲ့ဒီတင်တန်းလေးတက်တဲ့အခြေအနေမှာလုံးဝပြောင်းလဲသွားတယ်ပြီးတော့စီးပွားရေးလုပ်ငန်းကိုလည်းဒီစေးဆိုင်လေးတွေအားမရတော့ပဲကုမ္ပဏီတစ်ခုလောက်ကိုအထိအန်ဒီဇာမျှော်လင့်သွားတယ်ကိုလည်းအရန် confidence ရှိသွားဒီတင်တန်းတက်လိုက်တဲ့အတွက်ကြောင့်ဆိုတော့အန်ဒီဇာဘဝရဲ့တစ်စစ်ချိုးပြောင်းလဲသွားတာပေါ့ပြောချင်တာတော့အိမ်ထဲမှာနေတဲ့စင်ငယ်မသားတစ်ယောက်ကဒီအပြင်လောကကိုဒီလိုထွက်ပြီးတော့လုပ်ငန်းကြီးတစ်ခုထဲမှာဝင်တာထက်ဒီလိုတင်တန်းလေးနဲ့တက်ပြီးတော့ဘ ഹു တုတ္တတွေအကျိုးအကြောင်းအများကြီးစီးပွားရေးလောကတွေကိုဘလို့ဝင်ရောက်ရင်ဘလို့အနေထားနဲ့ဝင်ရတယ်ဒီတိုင်းလေးပတ်စံတွေကင်ပြီးတော့ရင်းနှီးမြှုပ်နှံပြီးဝင်တာထဲဒီတင်တန်းရဲ့ဒီဆရာတွေဆရာမတွေတင်ပေးလိုက်တဲ့စာတွေဘ ഹു တုတ္တတွေအတွေ့အကြုံတွေအသိပညာတွေနဲ့ဝင်တာကပို့ပြီးတော့ကိုယ့်ကိုယ်ကို confidence ဖြစ်တယ်လို့အန်ဒီဇာတော့ယုံကြည်သွားတယ်အရန်လဲစိတ်ဝင်စားသွားတယ်အရန်လဲပျော်သွားတယ်ကိုယ့်ကိုယ်ကိုလည်းအရန် confidence ရှိသွားတယ်ဟုတ်ကဲ့ပါအနေဒီလိုမျိုးပေါ့နော်အထောက်အကူဖြစ်ပြီးတော့အနေလည်းကိုကိုယုံကြည်ချက်တွေရှိတာပြီးတော့နောက်ဒီတင်တန်းလေးကနေအများကြီးအကျိုးရှိရလို့ကြားရတဲ့အတွက်တကယ်ဝမ်းသာရပေါ့နော်ဒီလိုမျိုးအထောက်အကူဖြစ်တဲ့အတွက်လည်းအများဝမ်းသာမိပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့ဒါလို့ရှိရင်အနေမော်နော်ဒီတင်တန်းကာလတစ်လျှောက်မှာအနေစိတ်ဝင်စားဆုံးတင်တန်းလေးပေါ့စိတ်ဝင်စားဆုံးခေါင်းစဉ်လေးစိတ်ဝင်စားဆုံး lecture လေးဆိုဘာလေးဖြစ်မလဲပေါ့အနေဒီဟာလေးဆိုရင်တော့ငါစိတ်ဝင်စားရဲဒါလေးဆိုရင်တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးခံစားရတဲ့ lecture လေးရောရှိတာပေါ့နော်ဟုတ်အဲ့ဒါလေးလည်းသိချင်ပါတယ်ရှင်အန်ဒီဇာက digital marketing ကိုမသိဘူးဒါပေမဲ့အဲ့အချိန်မှာသိရတဲ့အချိန်မှာစိတ်ဝင်စားသွားတယ်
အရင်တုန်းကတော့အဲ့လိုပေါ့ digital marketing ဆိုတာကဟိုနားထဲမှာတော့တိတ်မကြဘူးအန်ဒီစာတို့ဒီဗမာပြည်မှာအဲ့ဒါတွေတိတ်မရှိဘူးအဲ့တော့အဲ့ဟာတွေအဲ့လိုတင်ရမှန်းလည်းမသိဘူးပေါ့နော်အခုသမီးကလည်းအန်ဒီစာသမီးလေးကလည်းအဲ့ဟာကိုတက်နေတယ်ဒီလိုပဲ business management တက်တဲ့အချိန်မှာအန်ဒီစာစိတ်ဝင်စားပြီးတော့သူ့ကိုတော့ပြန်မေးဖြစ်သေးတယ်သမီးရေအမေကတော့ digital marketing ဆိုတာဒါမျိုးကြီးလားဆိုတော့အခုမှအမေကတင်တန်းတက်လိုက်မှသိတယ်သမီးအဲ့လိုတွေရှိတာလားဟုတ်တယ်တဲ့အမေသမီးတို့နိုင်ငံခြားမှာအရန်အဲ့ဒါတွေကတဲ့အကျိုးရှိအဆင်ပြေတယ်တဲ့ဆိုတော့အန်ဒီစာစိတ်ဝင်စားသွားတယ်အန်ဒီစာတစ်ခုရှိတာဒီလိုပုံမှန်အနေအထားတစ်ခုဆိုရင်အန်ဒီစာဒီလိုရောင်းလိုက်ဝယ်လိုက်တယ်လှုပ်လိုက်တယ်အခုရိုးရိုး marketing ပေါ့သမီးအဲ့ဒါမျိုးတွေကိုမဟုတ်ဘဲနဲ့အဲ့လိုပေါ့ဟိုဘလို့ဟိုဟာလှုပ်ပြီးတော့ကိုယ့်ပစ္စည်းတွေကိုကိုထွေထူးထူးလုပ်မယ်ကိုယ့်ပစ္စည်းတွေရောင်းအောင်လုပ်မယ်စိတ်ဝင်စားအောင်လုပ်မယ်အဲ့လိုမျိုးတွေကိုအန်ဒီစာပို့ပြီးတော့ဟိုအဲ့လိုဟိုဘယ်လိုပြောမလဲဟိုစွန်းဦးဟိုလောက်တာပေါ့နော်စွန်းဦးကိုဖန်တီးပြီးလုပ်ရတဲ့ဟာတွေအဲ့လိုဟာကိုအန်ဒီစာစိတ်ဝင်စားတယ်ဟုတ်ကဲ့ပါအန်ဒီဒါအဲ့ဆိုအရင်ကဟိုကိုစိတ်ဝင်စားခဲ့ဟာစိတ်ဝင်စားခဲ့ဥစားတယ်မသိခဲ့တဲ့ဟာမသိခဲ့လို့ဟုတ်တယ်မသိခဲ့တဲ့ဟာလေးပေါ့ဟုတ်မသိခဲ့တဲ့ဟာလေးကိုဒီမှာစိတ်ဝင်စားသွားရပေါ့နော်ဟုတ်ကဲ့သမီးနဲ့ပါပြန်ပြီးတော့အဲ့လိုမျိုးဆွေးနွေးဖြစ်တယ်ဆိုတော့တော်လေးကိုပေါ့နော်တော်လေးကိုလည်းဒါလေးကဟိုအန်ဒီစာဟိုပြောမယ်စိတ်လဲဝင်စားသွားတော့ပြသမီးကလည်းကွက်တီဆိုတော့ဟုတ်တယ်ဟိုကအဆင်ပြေသွားတာပေါ့နော်ဟုတ်တယ်အန်ဒီကလေတခုအကျင့်ရှိတယ်ဟိုတိကျင်တယ်တက်ချင်တယ်ကိုတိဝိုင်းရင်လေဟိုသမီးတွေနဲ့အန်ဒီကဆွေးနွေးတယ်ဘာလို့လဲဆိုတော့သူတို့ကဒီပညာလေးကိုတက်တယ်အန်ဒီလည်းဒီပညာလေးကိုတက်ချင်တယ်တက်ချင်တဲ့အခါကျတော့အန်ဒီကဒီဟာလေးကိုသင်လိုက်တယ်ဆိုပေမဲ့အန်ဒီအရင်စိတ်ဝင်စားလို့သင်လိုက်တာတော့မဟုတ်ဘူးဒါဝန်ခံတာဟန်နီကလည်းပြောတယ်နည်းနည်းပါးလေးတီးလိုက်ရရင်အဒီဈေးလေးပါလေးရောင်းလို့ရတယ်ဘာညာပေါ့နော်အဲ့လိုမျိုးထင်ပြီးတော့အဒီတင်လိုက်တယ်ဒါပေမဲ့တရက်တက်တဲ့အချိန်တွေကလည်းအဒီအတွက်စိတ်ဝင်စားစရာဖြစ်လာတယ်နောက်ပြီးတော့အဒီတင်ရတာလည်းပျော်လာတယ်အဒီလည်းတော်တော်စိတ်ဝင်စားလို့ကိုလည်းအံ့ဩလာတယ်ပြီးတော့အန်ဒီကိုတင်ပေးတဲ့ဆရာမတွေရောစီစဉ်တဲ့သမီးတွေရောအန်ဒီပတ်ဝန်းကျင်မှာရှိတဲ့ညီမလေးတွေရောသူတို့တွေကလည်းတကယ်ကိုအလုပ်ငန်းတွေလုပ်နေတဲ့အတွက်ကြောင့်သူတို့ရှိရဗဟုသုတတွေရောအခုလိုအန်ဒီကအဲ့လိုမျိုးလေးဟိုရလာတယ်ပေါ့အန်ဒီတို့ကဟိုစိတ်ဝင်စားစရာကိစ္စတွေဖြစ်လာတယ်အကျိုးတွေရှိလာတယ်ဆိုတော့အန်ဒီလည်းအဲ့ဒါနဲ့စိတ်ဝင်စားနေဘာသာရက်တိုင်းတစ်နေ့တင်တဲ့ဘာသာရက်တိုင်းကိုအန်ဒီလေ့လာတယ်စိတ်ဝင်စားတယ်မှတ်သားထားတယ်ပျော်လာတယ်ပေါ့ငယ်ဒီလိုမျိုးလုံးအကြောင်းလေးတစ်ခုတက်ရတယ်ဆိုတော့ကိုတကယ်စိတ်ဝင်စားပြီးတကယ်သိချင်မှဒီအကြောင်းကိုပျော်တာဒါမှမဟုတ်မတက်ချင်မနဲ့ပြင်းသွားတယ်အဲ့တော့အန်ဒီကတော့တနေ့ဟာနောက်နေ့တော့ဘာသိမလဲနောက်နေ့ဘယ်ဘက်သွားမလဲဟိုဘက်သွားမလားဒီဘက်သွားမလားအန်ဒီပျော်နေတယ်အန်ဒီကနေလဲဒါလေးကိုစိတ်ဝင်စားပြသမီးကိုလည်းအန်ဒီပြန်မေးပြတယ်ဆိုတော့သမီးတွေနဲ့လည်းအန်ဒီကအမြဲတမ်းတငယ်ချင်းတွေလိုပဲသူတို့စာတွေကိုအန်ဒီကလိုက်ဖက်ကြည့်ပြီးဆွေးနွေးတတ်တယ်ဟုတ်ပါအခုအငယ်ဆုံးလေးကတော့အကြီးမအင်ဂျင်နီယာအငယ်ဆုံးလေးတော့ဒီကောင်ကိုဒီ business ဆိုတော့အခုအန်ဒီနဲ့သူနဲ့ကောင်းကောင်းဆွေးနွေးလို့ရပါတယ်အန်ဒီလည်းအရင်ပြောပါတယ်ဆိုတော့အန်ဒီလည်းအသိပညာပိုတိုးရတော့သမီးရဲ့နော်ဟုတ်ကဲ့ပါအန်ဒီဘောနော်ဒီအစား business ကိုတိတ်ပြီးတော့အရင်စိတ်ဝင်စားတဲ့ဘောနော် business ကိုစိတ်ဝင်စားခဲ့ရနေပြီးတော့အများကြီးစိတ်ဝင်စားရတယ်ပြီးတော့ဒီကနေပြီးတော့အများကြီးတင်တန်းတွေတက်ရတာကိုစိတ်လှုပ်ရှားပြီးပျော်တယ်ပေါ့နော်နောက်ပြီးတော့ဟုတ်တယ်ပြန်ပြီးတော့ဆွေးနွေးရလေးဆွေးနွေးလို့ရတယ်ဆိုတော့တော်ကြီးကိုပေါ့နော်အရင်ကိုဝမ်းသာပါတယ်ပြီးတော့လည်းဒီဘယ်လိုပြောရမလဲဟို내ဘက်အစ်စ်တစ်ခုပေါ့နော်내ဘက်အစ်စ်တစ်ခုကိုအနည်းဝင်ရောက်တလို့ဖြစ်သွားရဲဆိုတော့အနည်းတော့လုံးဝအများကြီးရှိမယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်တယ်ကဲ့ပါအဲ့ဆိုဒီပေါ့နော်မျိုးတင်တန်းတစ်လျှောက်လုံးပေါ့နော်တင်တန်းတစ်လျှောက်လုံးမှာအနည်းတို့ဒီတခြား participant မေမေနဲ့တွေ့တယ်ပြီးတော့ lecturer teacher တွေနဲ့တွေ့တယ်အဲ့ဆိုတော့အဲ့မှာပေါ့နော်အနည်းမှတ်ရအဖြစ်ဆုံးနေလေးတို့မှတ်ရအဖြစ်ပြက်လေးတို့အဲ့လိုမျိုးလေးရောရှိလာရဲ့အမှတ်တရရအများကြီးရှိပါပေါ့နော်အဲ့ထဲမှာလုံးဝဟုတ်မှတ်ရဖြစ်တယ်လေးပေါ့ရှိရသမီးအိမ်လေးကခုံနေစီးပြီးတော့ဆီယာမအဲ့48လမ်းမှာခုံနေစီးပြီးအန်ဒီတို့အဲ့တော့အိမ်ငိုက်မဲဆိုပြီးအန်ဒီတို့ဂိမ်းတစ်ခုလေးကစားလိုက်ကြတယ်ဂိမ်းတစ်ခုလေးကစားတယ်အဲ့ဒီမှာအန်ဒီ first ရပါအဲ့ဒါလေးကအဲ့လိုပတ်ပြီးတော့ဒီလိုပေါ့နော်ဟိုသူပြောချင်တာကဘာလဲဆိုစက်ရုံရှိတယ်ဟိုဂိုဒေါင်ရှိတယ်နောက်ပြီးတော့သူကုန်ချမ်းထုတ်မယ်ကုန်ချမ်းပြန်သွင်းမယ်အဲ့လို cycle လောက်လိုက်တဲ့ဟိုဂိမ်းလေးပေါ့
အဲ့မှာဘာကိုအရင်လုပ်မလဲကုန်ကျန်းကိုအရင်လုပ်မလားစိတ်ယုံအရင်သွားမလားပြီးတော့မှဟိုရောင်းတဲ့နေရာကိုသွားမလားဆိုင်အဲ့လိုမျိုးလေးကိုဆရာမပျော်စရာလေးအနေနဲ့အိတ်ချင်တယ်ဆိုပြီးတော့ဆရာမကလှုပ်ခိုင်းလိုက်တယ်အဲ့လှုပ်ခိုင်းလိုက်တဲ့အချိန်မှာအန်တီချက်အကုန်လုံးကငယ်တဲ့လူတွေကြီးပဲအကုန်လုံးဒါပေမဲ့အန်တီကဟိုကိုတော့ပြောတော့ဟိုအန်တီတစ်ခုရှိတာတစ်ခုတင်ရသွားအန်တီအရန်လေးလာတယ်ဥပမာဆိုနောက်ခွေးမိဖို့ကြောင့်တစ်ခုသွားပြီးဆိုဇုံးပဲဒါပါဒါအဲ့လိုလေးလာတဲ့အကျင့်ရှိတဲ့အတွက်ကြောင့်ခုံလေးတွေမှာဥပမာစိတ်ယုံဒီကကုန်ကျန်းပစ္စည်းဒါဟိုစာထုတ်လုပ်တဲ့နေရာဒါကိုတင်ပို့မဲ့နေရာသူခုံလေးတွေမှာကတ်ထားပြီးအန်တီတို့ဘယ်ကနေဘယ်လိုသွားမလဲဆိုအန်တီတို့ကိုနိုင်ကရွေးရတယ်1 3 4 5အဲ့လိုမျိုးလေးရွေးလိုက်ပြီးတော့ကိုခုံကိုကတေချာပုတ်ပြီးတော့ပြောပြီးတော့စက္ကန့်လေးအတွင်းမှာပြန်ပြေးရတာပေါ့နော်အဲ့ဂိမ်းလေးကအရန်ပျော်သွားအန်တီကအဲ့လိုမျိုးလုပ်တဲ့အချိန်မှာအန်တီကသူများတွေတော့မသိအန်တီကရှေ့မှာသွားပြီးတော့ဘာရှိလဲ1တဲ့3တဲ့ရှိတယ်နောက်မှာ4နဲ့5နဲ့ဟိုနောက်မှာ2အဲ့လိုမျိုးလေးအန်တီကမှတ်ထားပြီးဆက်စုပြီးတော့ငါဒီနေရာလဲဆိုဆိုပြီးအန်တီကအမြန်ပြေးလိုက်တာအမြန်သွားတော့အန်တီပထမရသွားတယ်အဲ့ဒီဂိမ်းလေးကိုတော့အန်တီကမမေ့ဘူးဟိုတယောက်ကဘယ်လိုဖြစ်လို့ဒီတယောက်ကပဲဆရာမလည်းမေးတယ်လေဟိုဘာကြောင့်ဒီလိုဖြစ်လဲဘာကြောင့်ဒီလိုဟိုဟာဖြစ်လဲဆိုတော့ဆရာမမေးတယ်အမကဘာဖြစ်လို့မြန်တန်နဲ့ရသွားလဲပေါ့ကျမတော့ဒီလိုလေးမှတ်ထားတယ်ဒီလိုလေးရှိတယ်ပေါ့နော်ဟိုစာနဲ့တော့မသက်ဆိုင်အရင်သက်ဆိုင်တာတော့မသိဘူးဒါပေမဲ့ဘာပဲပြောဟိုဂိမ်းလေးတစ်ခုဆိုရတဲ့ဆော့ရတဲ့ဟာလေးတော့ညီမသားချင်းတွေနဲ့ဂိမ်းလေးဆော့ရတယ်လို့တအားပျော်သွားတယ်အနည်းတော့အဲ့လေးပါသမီးရဲ့ကဲပါအနည်းအများကြီးပျော်ရဲဆိုလို့လည်းဝမ်းသာရပါတော့အနည်းအဲ့ဒါစာကိုတေချာလိုက်ကြည့်ပြီးတော့ဟိုနေရာတွေလည်းလိုက်ကြည့်ထားတော့တေချာလေးအဲ့လိုလေးဟုတ်တယ်အဲ့လိုလေးပေါ့ဟိုသူတို့ကတော့ဘယ်လိုကြည့်လဲတော့ကိုမသိဘူးကိုကတော့အမြဲတမ်းအဲ့လိုမှတ်တတ်တယ်အန်တီကအဲ့လိုဟိုရှေ့မှာလူတွေကြောက်တော့တမီးပြောခိုင်းတော့ရှေ့မှာဘာရှိတယ်နောက်မှာဘာရှိတယ်ပေါ့အဲ့လိုမျိုးလေးအန်တီကမှတ်ထားပြီးတော့တက်ဆိုချက်ချင်းဟိုသူတို့ဆိုနှစ်ပဲနားမှာလည်းပြေးလိုက်ရှာနေသုံးပဲနားမှာပြေးလိုက်ရှာအန်တီကတော့မဟုတ်ဘဲနဲ့စွတ်ဆိုပြီးတော့အန်တီကဟိုစောစီစီပြီးွားပေါ့နောက်ဆုံးကြားတဲ့လူရဲ့အန်တီရဲ့ဆရာမမေးတာဘာဘယ်လိုဖြစ်လို့လဲဆိုဟိုလို့အဲ့လိုကျမတော့အဲ့လိုလေးလုံးတက်လို့ဆိုတော့ဟိုမှတ်တတ်တဲ့အန်တီကဟိုတခုဆိုလဲဟိုသူများတင်ပေးလဲစိတ်ဝင်တစားလေးအဲ့လိုမျိုးကိုက respect လဲထားတယ်ကြည်တတ်တယ်အဲ့လိုမျိုးတွေရဲ့အကျင့်တွေပေါ့နော်အဲ့ဒါတွေကြောင့်လဲဖြစ်ပါလိမ့်မယ်အဲ့ဒါတော့တော်တော်ပြောတယ်ပြောပါတယ်အန်ဒီကတော့ဟိုနေ့တိုင်းလိုပဲသူတို့နဲ့ဆွေးနေတဲ့စကားပြောကြတယ်နောက်ပြီးတော့ဟန်ဒီတို့လိုဟိုချောချူတို့လိုသမီးတို့လိုမေရီတို့လိုစကားတွေပြောကြခလေးတွေစူးစမ်းတာမြင်တော့လေအန်ဒီအားကြတယ်ဟိုကြည်တဲ့တကုံလဲကူရကျေးဇူးလည်းတင်တယ်အန်တီတို့ကထိုင်ပြီးတော့စာသင်ရုံပဲသူတို့ကအရန်စူးစမ်းခဲ့ရအရန်ဓာတ်တွေကိုချိတ်ပြဆက်ပြရှင်းပြအန်တီအဲ့ဒါကြီးနားမလဲခဲ့မသိခဲ့ဘူးအဲ့ဒီသူတို့မေးတယ်ဟဲ့သမီးတို့ဆရာမတွေကိုအဲ့လိုဟုတ်တယ်သမီးတို့ဒီလိုကျွတ်တယ်ဟဲ့ဒုက္ခပဲသမီးတွေကလုတ်တက်တယ်တော့အန်ဒီတကယ်အားလဲကြအဲ့ဒီမှာလည်းသမီးလေးတယောက်ရှိတာဟုတ်အန်ဒီအားတကယ်ကြတယ်သူတို့လေဟဲ့ကလေးတွေလည်းစူးစမ်းချတယ်ပေါ့ဒီအဖွဲ့အစည်းလေးကိုလည်းအန်ဒီအရန်ကျေးဇူးလည်းတင်တယ်ဟိုချီးလည်းတကယ်ချီးမွမ်းတာတကယ်ကြိုးလည်းစူးစမ်းကြတယ်အဲ့ကြောင့်မို့လဲအန်ဒီအခုပြောတယ်နောက်တစ်ခါကြာရင်လည်းအန်ဒီလွယ်ခေါ်နော်အန်ဒီကြောတက်ဦးပါလို့ကဲပါရှင်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးပေါ့နော်ချီတူပေးလို့ဒီမန်းလေးကိုစိတ်ဝင်စားနေ try ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အနေပေါ့နော်လုံးဝအဆုံးထိကိုအစနဲ့အဆုံးထိ commitment ရှိနဲ့တတိချာလေးတက်ခဲ့ပေးရအောင်လေဒီမျိုးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အဲ့ဒီပေါ့နော်ဒီမျိုးနောက်ထပ်ဒီလေကတက်ကနေပြီးတော့နောက်ထပ်တင်တန်းလေးလည်းလာဖို့ရှိရပေါ့နော်အဲဆိုလို့ရှိရင်အန်ဒီဒီတင်တန်းလေးကိုတက်ပြီးတော့အန်ဒီအတွေ့အကြုံတွေလည်းရရဲနောက်ထပ်အသိပညာတွေရောနောက်ထပ်မိတ်ဆွေတွေလည်းရရဲပေါ့နော်အဲ့လိုမျိုးကြားရတယ်တကယ်ဝမ်းအဲ့တော့နောက်ထပ်ဒီစီးပွားရေးလုပ်ဖို့စိတ်ဝင်စားတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့လက်ရှိစီးပွားရေးလုပ်ငန်းကိုဒီထက်တိုးမြင့်ခြင်းနဲ့ပြီးတော့ဒလတာရဲ့တင်တန်းလေးတွေကိုဘယ်လိုလဲဆိုပြီးစိတ်ဝင်စားရဲပေါ့အဲ့လိုမေရှိမယ်ရှိကောင်းရှိမယ်ပေါ့နော်ရှိနေမယ်လည်းဖြစ်နေပေါ့ဟုတ်ကဲ့အနီစားရဲ့အတွေ့အကြုံလေးနဲ့ရှင်ပြီးတော့အကြံပြုချက်လေးပေါ့နော်အဲ့ဆိုရင်ဘယ်လိုအကြံပေးခြင်းလဲပေါ့ဒီမေအတွက်ဟုတ်အဲ့ဒါလေးလည်းအကြံပေးရအောင်ဟုတ်ကဲ့ဟိုပါပေါ့နော်အန်ဒီဇာတို့ထက်လည်းနည်းနည်းငယ်တာလည်းရှိရင်ရှိမယ်ကြီးတာလည်းရှိမယ်ပေါ့နော်ဘယ်အရွယ်မဆိုပေါ့နော်တမီးရဲ့စီးပွားရေးလုပ်ငန်းကိုစလုပ်မယ်ဆိုရင်ဒီလိုလေးဒီအန်ဒီဇာတို့အခုတင်တဲ့ဟိုစာပေါ်ဘာသာရက်တိုင်းကိုလေးလာတင်ကြားတင်ထားတယ်တည်တင်ထားတယ်လို့အန်ဒီဇာတော့ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီလိုတင်တန်းမျိုးတွေတက်တင်တယ်ဒလတာအဖွဲ့ကလုပ်ပေးတဲ့ဒလတာအဖွဲ့ကလည်းညီမလေးတွေကဟိုသက်ဆိုင်တဲ့ဟာလေးတွေပေါ့နော်သူကသူဟိုတင်ငန်းစာလေးတစ်ခုဆီယာမလေးတယောက်နဲ့အခုလိုတင်ပြပေးတယ်ပေါ့နော်အဲ့အတွက်လည်းအန်ဒီဇာတို့စီးပွားရေးလုပ်တဲ့ခါကျရင်အကျိုးရှိတယ်အဲ့ကြောင့်မို့လဲဒီမေတို့ကိုအန်ဒီဇာဒီလိုတင်တန်းလေးတက်ပြီးတော့မှစီးပွားရေးလေးပြန်စ
လုပ်မယ်ဆိုရင်ပို့ပြီးကောင်းတယ်ပို့ပြီးအဆင်ပြေတယ်စလုပ်မယ်မေမေတို့လည်းဒီလိုဟာလေးတွေတိတင်တိထိုက်တယ်တိတင်တယ်ဆိုတာအနီစားရဲ့ကိုတွေ့အတွေ့အကြုံအရာရောအနီစားဖြစ်တည်သွားတဲ့အခြေအနေရပေါ့နော်အနီစားပြောင်းလဲသွားတဲ့အရာအနီစားဘ ഹു တုတိုက်အများကြီးရတယ်စိတ်သက်တွေလည်းအရန်ခွန်အားရှိလာတယ်အဲ့ဒီအတွက်တွေကြောင့်ဒီလိုအဖွဲ့အစည်းလေးဒီလိုတင်နန်းလေးကိုဒါလက်တာဖွဲ့ဖွင့်လိုက်တဲ့တင်နန်းလေးတွေကိုတက်တင်တယ်လို့အန်ဒီစာကတော့အကြံပေးခြင်းတယ်ဖြစ်နေဖြစ်မြောက်အောင်လာတက်ကြပါလို့အဲ့ဆိုကိုယ့်အတွက်ပြောင်းလဲသွားတယ်စီးပွားရေးလုပ်ဖို့လည်းအရန် confidence ရှိသွားတယ်တတိတွေလည်းရှိသွားတယ်အဲ့ဒီအတွက်ကြောင့်ဒီလိုဟာမျိုးလေ့လာသင့်တယ်လို့အန်ဒီစာတော့အကြံဉာဏ်ပေးမယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးများတင်ပါတယ်ဒီလိုမျိုးပေါ့နော်နောက်တစ်မျိုးဒီစီးပွားရေးကိုစိတ်ဝင်စားနေနေတော့ဒီလေကတိကနေနောက်မကြခင်တင်တဲ့လေးတစ်ခုကိုလည်းထပ်ပြီးဆောက်လုပ်ရှိရပေါ့နော်အဲ့တော့ဆက်ပြီးတော့စောင့်ကြည့်ကြပါဦးဟုတ်ကဲ့ပါတက်နိုင်အောင်လည်းမေမေတို့စူးစမ်းကြပါတက်ဖြစ်အောင်လည်းတက်ကြပါအဲ့လိုတက်လို့လည်းအကျိုးတွေအများကြီးရှိပါတယ်ကိုစီးပွားရေးပဲလုပ်တည်ပဲဖြစ်စေသူများစီးပွားရေးမှာလုပ်တည်ပဲဖြစ်စေအကုန်လုံးကအောင်မြင်အောင်တိုးတက်အောင်ကြီးပွားအောင်လုပ်နိုင်ပါတယ်လုပ်နိုင်ပါစေလို့လည်းဆုတောင်းပါတယ်တလက်တာအဖွဲ့လည်းအရန်ကျေးဇူးတင်ပါတယ်တမီးလေးတို့လည်းအရန်ကျေးဇူးတင်တယ်ဒီသင်တန်းလေးဖြစ်မြောက်အောင်လုပ်ပေးတဲ့အတွက်ကြောင့်တမီးတို့ရဲ့ခွန်နေအားတွေညံနေကြံနေအကုန်လုံးစုပြီးတော့အန်ဒီစာတို့အတွက်ကိုလုပ်ပေးတဲ့အတွက်ကြောင့်အရန်ကျေးဇူးတင်တယ်မေမေတို့ကလည်းအဲ့ဒီအတွက်ကြောင့်အကျိုးရှိတယ်လာတက်ကြပါလို့အန်ဒီစာလည်းအကြံပြုချင်ပါတယ်ပြချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါဒီလိုမျိုးတူချာချာပြပြစီစီလေးဖြည့်ပေးသွားတဲ့အန်ဒီစာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးနေလည်းဟုတ်ပြီးကြရဲတယောက်ချင်းစီကြရဲလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် focus တွေမှာပြပြပါမယ်အားလုံးပဲတတာတတာကျေးဇူးပါ